လမ်းထဲလေရောက်စားပြီးကြကိုရတဲ့ဆန်ခွာတော့မယ်လက်ဖေးလည်းရှယ်ရပါတယ်ထီရောအမတို့အဆင်ပြေတာပေါ့ကဲဘေးရကြော်တယ်လုံးဝရှယ်ကြော်တယ်နှာခေါင်းနဲ့နားမထောင်ရနော်စမစားလည်းလုံးဝပူလေရှာကိုရလည်းလုံးဝပူလေလက်ဖေးရလည်းပူချစ်တော့ရှယ်ပဲအဓိကတော့စားချင်တာစားပြီးဝေးချပါတယ်ကဲဆွဲမယ် fuck ဟိုလာချရတာအများကြီးပါကျွန်တော်ကတော့တစ်ခုချင်းစီပဲစားတာပါဟိုစားချင်တာစားရရင်ကျင်းနေပါတယ်ရှားကွေးလည်း900စမုစားလည်း900ပဲပြီးနေစားလို့လည်း share ပဲကောင်းတယ်ဟိုကျွန်တော်စကားပြောပြီးမစားတော့လေဟိုပါစကတပေါက်တည်းဆိုစားနေနေပြောနေနေစားခလုတ်လေးတိုက်တော့စားပဲစားလိုက်မယ်လေနော်ဆိုင်လိပ်စာလေးကတော့ကြောက်တရားမျိုးနဲ့လန်40 freezer ထိတ်မှာပါမနေ့ဆိုရင်လည်းလက်ကအထီးရောမှစားလို့ရအောင်စမုစားကိုကြာကိုရောရောင်းပေးပါတယ်လက်ပေးတော့ဆက်ပါလိုက်သေးစားလို့လည်းကောင်းမှကောင်းအိမ်ပေါ်ကကြည့်ရင်မနေ့ဆိုဟိုသူတို့တေချာလုံနေတာကိုမြင်ရပါတယ်ဟိုစိတ်ချလက်ချစိတ်တန်းလက်တန်း share ပဲနေစားလို့ရပါတယ်အဓိကကဘောနော်ဟိုပူပူနွေ့နွေ့နဲ့လည်းဆက်နဲ့စားရတာပေါ့အထဲမှာလည်းနုညံ့ညံ့နဲ့စမုစားဆိုလည်းစားလို့ရမ်းကောင်းပါတယ်အာလူစမုစားပါတခုမှ900တယ်ပါကဲခဏနဲ့အကြခွေအလဲရောက်မယ်စောင့်ကြည့်ပေးကြပါဦးနော်အဲ့ဒီကောင်လည်း900ဟိုလမ်းမှာလည်းလူတွေကတူးထားနေသူအားလုံးကလည်းကိုးထားနေကိုနေကြပါတယ်ဟိုဆိုင်တော့တခုပဲစားမယ်ဆိုရဲစိတ်နဲ့ကျွန်တော်အကြခွေဆိုအတိုလက်ကလက်ဖေးနဲ့တန်းတိုးပြီးသားဖြစ်နေပါတယ်ခင်ဗျာဟိုကျွန်တော်အဓိကဟိုအကြခွေတို့နာမည်ရလို့ဆိုရင်ဆိုတာနဲ့အရင်နဲ့မစားတတ်တာဟို first bite မှာတဲ့အဓိကကတော့ဆိုတာရတာတွေလုံးဝမရပါနဲ့နုညံ့ညံ့အီးသက်ရှင်းလေးနဲ့အရသာကိုရပါတယ်ခင်ဗျာမနက်စာအတွက်ကွက်တီဟိုအဓိကပြောချင်တာအကြခွေကိုပေါ့ကျွန်တော်အိမ်ပေါ့အပေါ်ကနေလမ်းကြီးနော်လို့အနုပညာတစ်ခုလိုမျိုးသူတို့ပေါ့နော်စိတ်ရှိလက်ရှိသေးချာပဲနဲ့လှပလေးလုံနေတာကိုကြည့်ရတာအရန်စိတ်ချမ်းသာကျွန်တော်ကိုယ်တိုင်လမ်းလျှောက်ရင်းနဲ့တေချာလေးရိုက်ဖြစ်သွားပါတယ်ထပ်ပြောမယ်နော်ဖရီဇာထိတ်မှာပါလမ်း40အနောက်ရထားထိတ်မှာပါခင်ဗျာနောက်တစ်ခါတော့တေချာလေးမိုးလင်းကနေဘယ်လိုလေးဖွင့်နေပေါ့နော်တေချာလေးအသေးစိတ်နဲ့ရိုက်ပေးပါအောင်မယ်ခင်ဗျာဒီချက်ပိစားတာအရှိန်လုံးပြီးလက်ဖေးကိုရိုက်ဖို့မေ့သွားပါတယ်ခင်ဗျာလက်ဖေးကိုတောက်တယ်ဟိုကျွန်တော်လက်ဖေးကိုဆက်လေးနဲ့တောက်တော့လေမရိုက်ထားလိုက်တာလက်ဖေးတွေတော်တော်ကောင်းပါတယ်ခင်ဗျာကဲနည်းနည်းပဲမြန်ဝိဒါညမာလေးပါအောင်